The Disneyland family, welcome back to my channel. So cute. အားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်တားဖရီကဒီနေ့ရေကူးချင်နေဆိုလို့ကျမတို့အိမ်နဲ့45မိနစ်လောက်ပဲမောင်းရတဲ့ ABE Martin Lodge မှာရေတော့ကူးကြမှာပဲဖြစ်ပါတယ်ကဲအခုတော့ရောက်ပါပြီကျမသားနဲ့သမီးနဲ့ကအရန်ပျော်နေကြတယ်သူ့အဖေအလုံးမအားတာနဲ့အခုမှပဲလိုက်ဖို့ဖြစ်တယ်ဆိုတော့လေသူတို့အရန်ပျော်နေကြတယ်4 break တုန်းကလည်းသူတို့ဘဲမှမသွားလိုက်ရဘူးဆိုတော့လေတနာပါတယ်ဖြစ်နိုင်လေကျမကဗီဒီယိုတစ်ပုတ်လုံးကျမအတန်လေးပဲထည့်ချင်တာဘာဖြစ်လို့လဲဆိုတော့ကျမကလည်းစကားကိုလဲလဲဝယ်မပြောတတ်တာနဲ့တချင်းထည့်အမြဲတမ်း copyright မိတယ်အခုလည်းပထမတစ်ခေါက်ထည့်ထားတာသူတို့ဒီကားထဲမှာတချင်းဖွင့်ထားတဲ့ဟာကိုပဲဗီဒီယိုပြန်တင်တဲ့ဟာကို copyright ညှိနေလို့မရဘူးဆိုတော့ကျမတောက်လျှောက်စကားပဲပြောမယ်ပေါ့နော်အတက်နိုင်ဆုံးစကားပြောမယ်အဲ့ဒါတော့အတက်နိုင်ဆုံးနားလည်ခွင့်လုပ်ပေးကြပါလို့ရှေးဥစွာတောင်းပန်ထားတာပေါ့နော်It's just for Wow. Oh wow. That's so fun. ကျမတို့သွားတဲ့နေ့မှာပဲမိုးကလည်းအုံနေတယ်တနေကုန်မနက်တည်းကနေပြီးတော့ညနေအထီကိုမိုးအုံတာနေလုံးဝမထွက်ဘူးလွန်ခဲ့တဲ့2ရက်လောက်ကလည်းမိုးတွေကရွာထားတယ်ဆိုတော့ဗီဒီယိုထဲမှာမြင်တဲ့အတိုင်းပဲအမှန်တကယ်ဆိုရင်တစ်ပင်နေရအရန်လှနေရမှာကဲအခုဆိုရင်တော့ရေကူးမဲ့နေရာကိုရောက်ပါပြီကျမတို့ကလည်းအားမရှိတော့တာနဲ့အားရှိတဲ့နေရာမှာပဲကျမတို့ရက်လိုက်ပါတယ်ရေကူးတဲ့တောက်လျှောက်လုံးအားသွင်းထားခဲ့တာပေါ့နော်Mommy, why? No, mommy. Wait, Papa. Stop. I don't need it. You go ahead and do it, where's she at? Go to me, calmly.သမီးငယ်လေးကလက်ထံရထားတဲ့အတွက်ကျမကသူ့ကိုရေမကူးစေချင်တော့အပြင်မှာထွက်ထိန်နေတာပေါ့နော်ဒါပေမဲ့လည်းသူကလုံးဝမရအောင်အပြင်မှာလည်းခဏပဲနေပြီးတော့သူ့အကိုတွေအမတွေကိုအပြင်ကနေလှမ်းမြင်နေရတာဟုတ်အစကလေးကလေရေကူးတာရမ်းကြိုက်တဲ့ကလေးဆိုတော့တနာပါတယ်သူအပြင်ကနေသူ့အဖေကိုခေါ်လိုက်သူ့အမတွေကိုអော်ပြီးခေါ်လိုက်နေအဲ့ဒါနဲ့နောက်ဆုံးတော့မဖြစ်တော့ဘူးထိန်းလို့လည်းမရတာနဲ့ကောင်တာကိုသွားပြီးတော့နောက်တစ်ယောက်ထပ်ကူးမယ်ဆိုတဲ့အကြောင်းပြောရတာပေါ့နော်ဒါပေမဲ့သူတို့ကကလေးဆိုတဲ့အတွက်ရပါတယ် free ရတယ်ဆိုပြီးတော့အဲ့ဒါနဲ့သူ့ဖေရှိရောက်သွားပါပြီအခုတော့အားလိုက်တော့ဒါတော့သူ့ဖေ juice နဲ့သူတို့အတွက် snack ဝယ်နေတော့ကျမကိုကျမသမီးလေးအမလှုပ်နေတာကြည့်ပါကဲရေကူးပြီးတော့သူတို့လည်းမုတ်လဲစားပြီးပြီဆိုတော့ကားရှိတဲ့နေရာကိုသွားတော့ပါမယ်ကျမသားမုတ်စားပြီးတော့ရေပြန်ကူးကျင်သေးရဲဆိုပြီးတော့အမငိုနေတာပေါ့နော်သူ့ကိုမနှဲချော်ပြီးတော့ပြန်ခေါ်လာခဲ့ရတယ်။လေးတွေကရမ်းငယ်သေးတဲ့အတွက်ခီးရှည်တွေလည်းမသွားနိုင်သေးဘူးဆိုတော့ဒီနေ့ကတော့ကျမတို့မိသားစု indoor swimming pool လေးမှာမိသားစုအချိန်ကုန်တဲ့ vlog လေးပဲဖြစ်ပါတယ်။ကျမရဲ့ဗီဒီယိုတွေကိုအမြဲတမ်းကြည့်ရှုအားပေးနေတဲ့အရောက်ချီစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။ဒီကနေ့ vlog လေးကိုတော့ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါတယ်ရှင်။ Thank you all for watching this here video. Please
Please like and subscribe.